တော့သူတို့ပါတယ်သွားတာပဲဟဲဦးနဲ့တက်ချလေးလေးစီပါလေလမခိုင်ဘူးခါပြောတာကိုလောလောဆယ်ကိုစိမ့်နေကိုတကြံမင်းဟဲဦးရံကိုခါဥစားလောက်ရှိတယ်အဲ့ဒါ3သိန်းပဲ4သိန်းလောက်ရှိရတယ်နေပေါ့တယ်ဒီမဟုတ်မြင်လေဟဲဦးရန်ကုန်တော့မှာပဲအရင်တော့မြင်ရတယ်တသိန်းမှမပြေတော့အခုက2သိန်းလောက်ရှိတယ်အေးဒါကတက်ချလေးကပို့စီကြည့်ရတယ်ဟေးအဲ့ဒါက3သိန်းလောက်နဲ့ဆုံးရှိတယ်အဲ့ကြောင့်မပါနဲ့တော့လည်းလို့မြင်ကြည့်ရလို့ခေါ်သွားတဲ့တိုင်ခံခေါ်ပေးတဲ့လူကလောလောဆယ်စိုက်ထားပေးရတယ်တူတယ် ဟုတ်ဒီကကျွန်တော်ပေးရတယ်5သိန်းဒီမှာက ဒီနေ့မရှိတဲ့လူပြောတာပါမရှိတဲ့လူကြတော့ခဏစိုက်သွားပြီးပုံမှန်ကျမှလောအခါတည်းရတယ်ဒီမှာမရှိဘူးနော်ဘလို့တော့ဖြစ်တာလား ဘာလို့တော့ ဒီနေ့မှာ ဘယ်လိုလဲဒီမှာအဓိကယူမြင်